Okay အားလုံးပဲမင်္ဂလာပါဘူးနော်ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ဘာကြောင့်ပြောပြသွားမလဲဆိုရင်ဒီတမ်မီကိုကျွန်တော်တို့ဒီတမ်မီလေးမှာပါတဲ့တက်ခဲကမူရင်းတက်ခဲကျွန်တော်အသေးလေးပေါ့နော်အဲ့လိုတက်ခဲအသေးလေးကျွန်တော်ဒါမျိုးကျွန်တော်တို့တက်ခဲကြီးနဲ့လေးပဲဗီဒီယိုကျွန်တော်ပြတဲ့အတွက်ကျွန်တော်ရိုက်ပြပြပါနော်ကျွန်တော်နှက်တောင်ကျွန်တော်ချက်လိုက်ပေါ့နော်ကျွန်တော်ပြတဲ့လေးကျွန်တော်ပထမတော့ကျွန်တော်မပြတော့လို့အခုတော့ကျွန်တော်ရိုက်ကြလိုက်တယ်ပေါ့နော်ဒီကအရန်လို့ပါကျွန်တော်ဒီနှက်တွေကိုရင်ချက်ကြမယ်ပေါ့နော်โอเคနှက်တွေချက်ကြမယ်နှက်တွေကကျွန်တော်ချက်ပြီးသားပေါ့နှက်တွေတော့နော်နှက်တွေချက်ပြီးသားဒီတွင်းမှာဒီတိုင်းလေးမြင်ရပါမယ်အဲ့ဒီမြင်ကျွန်တော်ဒီဝါယာလေးကိုကျွန်တော်ဆွဲဖြုတ်လိုက်ပေါ့နော်ခကြတဲ့ဒီတက်ခဲလေးကျွန်တော်ပေးပေးလိုက်မယ်ဒီဝါယာလေးကိုကျွန်တော်အစားဖော်လိုက်မှာပေါ့နော်ခုနကဒီမဲ့တော့တစ်ဖက်ကကျွန်တော်ခွာပြီးတယ်နောက်တစ်ဖက်ကျွန်တော်ထပ်ခွာပါမယ်အဲဒီပေါ့နော်တမိုးလေးနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ဆွဲလန်းလန်းရပါတယ်ဒါဆိုဒီလုံးပြုတ်တယ်ကျွန်တော်ဒီလုံးနဲ့ပဲကျွန်တော်လင်းပါပါဒီဘက်လုံးနဲ့တန်ကြီးကနေကျွန်တော်စီနေတာတိတ်မချိုက်ဘူးနော်ဒီလုံးလေးတော့အားတော့ရှိတယ်ပေါ့နော်ဒီလုံးနဲ့တက်ခဲလေးကောင်းပါတယ်ခုနကကျွန်တော်မီတာလေးနဲ့တစ်ချက်ယူပြီးကျွန်တော်ပို့တိုင်းရမယ်ဒီကောင်လေးကဘယ်လောက်ပို့ရှိလဲဆိုကျွန်တော်ဒီ DC 20မှာအရင်ဆုံးထားတယ်ပေါ့ DC 20မှာထားပြီးကျွန်တော်အနှုတ်လက်တော့ထောင်းမယ်ဘောင်းလက်တော့ထောင်းမယ်ဒါဆိုဒီကောင်ပို့ရတယ်ပေါ့နော်ဒါဒီကောင်ကအားပြင်းတဲ့4.2ကိုရှိရမှာအခုတော့ဒီမှာ 1.8 ဖို့လို့ပြပြထားတာနှစ်ဘူးနီးပါးလောက်ရှိဘူးနှစ်ဘူးနီးပါးလောက်ရှိတယ်ဒါတက်ခဲလေးကောင်းပါတယ်တက်ခဲလေးကောင်းတယ်တော့ကျွန်တော်တက်လိုက်မှာပေါ့နော်ကျွန်တော်ခဲတွင်းထဲမှာကျွန်တော်တရားလေးတူပါဒါမှသာမြဲမှာပေါ့နော်တရားလေးတူပြီးသားကျွန်တော်တို့ဒီပြန်ထည့်လိုက်ပေါ့နော်ပြန်ထည့်ပြီးကျွန်တော်ဒီကောင်းလေးကျွန်တော်အားသွင်းကြည့်မယ်နဲ့တဲ့ပိုင်းတော့ကျွန်တော်ကြော်လိုက်မှာပေါ့နော်ဗီဒီယိုလေးကျွန်တော်တူအောင်လို့ပါဓမီတော့တက်လူကြီးနော်ဓမီလေးတက်လူကြီးကျွန်တော်ဒီကောင်းလေးကျွန်တော်စမ်းကြည့်မယ်အခုကောက်ဖွင့်တော့ဒီဓမီတဲ့ဒါမီးရလင်းအောင်မလို့ပေါ့နော်ဒါသူဘက်ထရီထဲမှာအားမကြီးတွေကိုဆိုတော့ကျွန်တော်ခဏအားသွင်းကြည့်လိုက်မယ်အားသွင်းပြီးကျွန်တော်ပြည်တဲ့တွေကိုဒီပြန်စမ်းပြပြီးပေါ့နော်โอเคပေါ့နော်ကျွန်တော်အားလေးကကျွန်တော်နည်းနည်းသွင်းပြီးအားလေးနည်းနည်းသွင်းပြီးတော့ဒီမဲ့ဓမီနဲ့ကျွန်တော်နည်းနည်းကိုလင်းလာရပေါ့နော်ဒီမီလေးမိတ်ပြမယ်ပေါ့နော်โอเคဒီမှာဒါအားလေးကနည်းနည်းပဲသွင်းရတယ်တော့ဒါတော့မှတော်တော်လေးမှလည်းဒါခဏလေး10မိနစ်လောက်လေးသွင်းလိုက်လို့ပါဒါကျွန်တော်အားလေးကျွန်တော်အပြည့်ပြန်ဖြည့်ပြီးတော့မှကျွန်တော်ဒီဓမီလာပေးတယ်ကျွန်တော်ရဲ့ဒီ customer ကိုကျွန်တော်ပြန်ပြီးလိုက်ပါပေါ့နော်โอเคပါဒါမျိုးတဲ့တဲ့ပတ်သက်တဲ့ပူတဲ့ရှိတဲ့ဗီဒီယိုကြီးချင်းကျွန်တော် channel ကို subscribe လုပ်ခဲ့ပါပြီးကျွန်တော်ဒီဗီဒီယိုလေးကကျွန်တော်ပြည်သူတွေအတွက်အသိဉာဏ်ပူတဲ့တစ်စုံတစ်ခုရိုက်ရှင်ဒီဗီဒီယို like ပေးကြလို့ရရပေါ့နော်ဒီတမီတဲ့တိုင်းမတင်တာမဟုတ်ဒါသူကဘယ်လိုပြောလဲဒီကျွန်တော်ပြည်သူတွေဒါစမ်းပြခြင်းစောစမ်းပြခြင်းစောနဲ့ကျွန်တော်အားလေးခဏလေးပဲသွင်းလိုက်လို့ပါအဲ့ဒါသူကအာညိုင်းမှုနဲ့ကျွန်တော်နည်းနည်းလေးပဲလင်းတာပေါ့နော်ခပါကျွန်တော်ဒီဗီဒီယိုဒီမှာပဲဆုံးသတ်မယ်ပေါ့နော်